ပဲမင်္ဂလာပါဘတ်ချွိုင်း channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ညကလည်းအပေါင်းပြအောင်ရွေးချယ်ပေးနိုင်တဲ့အတွက်ညီကိုတွေနဲ့အတူထပ်တူပျော်ရွှင်မိပါတယ်ဒီနေ့ဇန်နဝါရီ9ရက်မှာလဲပွဲစဉ်တွေနေပြီမယ်ကြေးရောက်နိုင်ဖို့များတဲ့နှစ်ပွဲကိုညီကိုတို့အတွက်အကောင်းဆုံးပုံစံနဲ့ရွေးချယ်ပေးပါပထမတစ်ပွဲကတော့အခုည12နာရီမှာကမ်းမဲ့တူရကီစူပါကပ်ပွဲစဉ်ဖြစ်တဲ့ဂါလာဆယ်ရီအသင်းနဲ့ Trabzon Sport အသင်းပွဲစဉ်ကိုရွေးချယ်ထားပါတယ်ကျွန်တော်ရဲ့ပုံစံအတိုင်းနှစ်သင်းလုံးရဲ့ data ချက်လက်တွေကိုကြည့်ရင်ဂါလာဆယ်ရီအသင်းကနောက်ဆုံး3-3နိုင်ထားတယ်ဒီ channel မှာလည်းရမှတ်42မှတ်နဲ့ဇယားထိပ်ဆုံးမှာရှိတယ်ညီကိုတို့နဲ့လည်းရင်းနှီးပြီးသားအသင်းလည်းဖြစ်ပါတယ် Trabzon Sport အသင်းကိုကြည့်ရင်လည်းရမှတ်35မှတ်နဲ့အဆင့်3နေရာမှာရှိပါတယ်နောက်ဆုံး3ပွဲမှာတော့တပွဲမှနိုင်ထားတာမရနိုင်ပွဲမရသေးပါဘူးအသင်းတွေဆုံးမှုနောက်ဆုံး3ပွဲမှာတော့ဂါဇီက2ကြိမ်နိုင်ထားပြီး2ကြိမ်သေးကြထားပါတယ်ဒီနေ့စီးရတဲ့ပွဲစဉ်ကိုတော့ဂျာကွင်းဖြစ်တဲ့ဂါတိုင်းတဲ့ကွင်းမှာဖြစ်ပြီးကွင်းတဲ့တိုင်စီယန်အရင်ကကိုင်းလွှဲလာမှာပါဒဏ်ရာရကလာမှကြည့်ရင်လည်းဂါဇီက2ယောက်ဝယ်ရှိပြီး Trabzon Sport ကတော့3ယောက်ဝယ်ရှိပါတယ်လက်ရှိပေါက်ရေးကိုကြည့်ရင်ဂါဇီရဲ့ဘော်ဒီဂျေး1ပေါင်း20ဂိုးပေါင်းဂျေး3လုံးပေါင်း30ပေါက်ပါတယ်ကျေးပွင့်လူမှုကတော့ဂိုးပေါင်းဂျေးပြောပြီးဘော်ဒီဂျေးကတော့ဂါဇီနေချင်းအောင်ဖွင့်ထားတာတွေ့ရပါတယ်ဂါဇီဘောနိုင်အောင်နဲ့ level 20ရနေပြီဖြစ်ပါတယ်ဒိုင်တွေရဲ့ဖွင့်လူမှုကတေးကြရင်အကုန်စားမှာဖြစ်ပါတယ်ဒါပေမဲ့လက်ရှိမှာဂါဇီရဲ့အခြေစမ်းကောင်းနေပြီးရလာတွေကောင်းနေပေမဲ့ Trabzon Sport ကတော့နိုင်ပွဲပြောက်ထားပါတယ်တူရကီအသင်းများစုကတိုက်စစ်ကဂိုးသွင်းနိုင်တဲ့အသင်းတော်များပါတယ်ဒီပွဲမှာ2-2နဲ့ဂါဇီနိုင်မယ်လို့ယုံကြည်ထားပါတယ်ရွေးချယ်မှုကဂါဇီအနိုင်တကြတဲ့အတွက်ဂါဇီဘော်ဒီပဲအကြိုက်တွေ့မိပါတယ်နှစ်ပွဲမြောက်အနေနဲ့ညတတားရီပွဲမှာကမ်းမဲ့အာဖရိကဖလားရှုံးတဲ့ပွဲစဉ်ဖြစ်တဲ့နိုင်ဂျီးရီးယားအသင်းနဲ့မိုဇမ်ဘစ်အသင်းပွဲစဉ်ကိုအကောင်းဆုံးပုံစံနဲ့အနီးကပ်ဆုံးရလဒ်ဖြစ်အောင်သုံးသပ်ရွေးချယ်ပေးပါမယ်နိုင်ဂျီးရီးယားအသင်းကတော့နိုင်ငံအလိုက်ရည်တည်မှုမှာအဆင့်38နေရာမှာရှိပြီးမိုဇမ်ဘစ်အသင်းကတော့အဆင့်100နေရာမှာရှိပါတယ်နိုင်ဂျီးရီးယားအသင်းကတော့အာဖရိကဖလား3ပွဲလုံးနိုင်ထားပြီးရှုံးတဲ့အဆင့်ကိုတက်လာတဲ့အသင်းဖြစ်ပါတယ်အာဖရိကဖလား6ရထားတဲ့အထိကောင်းတဲ့အသင်းလည်းဖြစ်ပါတယ်မိုဇမ်ဘစ်အသင်းကတော့အာဖရိကဖလား3ပွဲမှာတပွဲနိုင်2ပွဲရှုံးအုပ်စုတတိယအဆင့်နဲ့ရှုံးတဲ့အဆင့်ကိုတက်လာတဲ့အသင်းဖြစ်ပါတယ်နောက်တဲ့ဆုံးမှုတိုင်းမှာတော့နိုင်ဂျီးရီးယားအသင်းကပွဲတိုင်းဒီပါအနိုင်ရထားပါတယ်လက်ရှိပေါ်ရေးဖွင့်မှုကိုကြည့်ရင်နိုင်ဂျီးရီးယားကဘော်ဒီဂျေး160ဂိုးပေါင်းဂျေး2နှုတ်တရပေါက်ပါတယ်နိုင်ဂျီးရီးယားကတိုက်စစ်ကဂိုးသွင်းနိုင်ထားတယ်လို့ခန်းစစ်ကလည်းဂိုးတွေပေးနေရပါတယ်မိုဇမ်ဘစ်ကလည်းတိုက်စစ်ကဂိုးသွင်းနိုင်တဲ့ခြေသွမ်းရှိပါတယ်ဒီပွဲမှာ2-1-3-1ဖြစ်ဖို့များပါတယ်မိုဇမ်ဘစ်လည်းသွင်းကိုတကိုးရနိုင်တဲ့အတွက်နှစ်သင်းပေါင်းသွင်းကိုအနေဆုံး3လုံးရောက်နိုင်မယ်လို့ယုံကြည်ထားတဲ့အတွက်ဘော်ဒီရက်ဆိုင်ရင်ဂိုးပေါင်းအပေါ်ပဲအကြိုက်တွေ့ပါတယ်ဒီနေ့ရွေးချယ်မှုနှစ်ပွဲကိုကြားနေတဲ့ဆိုရင်ရွေးချယ်နိုင်ပြီးမကြိုက်ရင်လည်းဘက်ကနိုင်ပါတယ်ဒီညလည်းညီကိုတို့အားလုံးပဲကံကောင်းကြပါစေဗျာ